မင်္ဂလာပါရှင်ဒီနေ့ Rose Silent Company Limited မှာမျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့အိမ်ချမ်းမြေအမျိုးအစား၄မျိုးနဲ့ယင်းနှိမ့်ညွန့်နှံမှုအခွင့်အလမ်းများပဲဖြစ်ပါတယ်ရှင်အိမ်ချမ်းမြေဆိုတာကကြွယ်ဝချမ်းသာခြင်းအတွက်ပေါ့နော်အခြေခံအုတ်မြစ်ဖြစ်ပြီးတော့ငှားရမ်းကနဲ့အရင်းနှီးတန်မှုဒီနှစ်ခုလုံးကနေအကျိုးအမြတ်ရနိုင်တယ်ပေါ့နော်တစ်လူနေအိမ်ချမ်းမြေ Residential Real Estate ဒီမှာဆိုလို့ရှိရင်ဘာတွေပါမလဲဆိုဇိမ်ခန်းအိမ်ယာတွေအစစ်မြင့်တိုက်ခန်းတွေအစစ်မြင့်ကွန်ဒိုတိုက်ခန်းတွေဗီလာတွေပေါ့နော်သူကတည်တံ့လုံခြုံမှုရှိတဲ့လူနေအိမ်ရက်ကွက်တွေပေါ့တည်တံ့လုံခြုံမှုရှိတဲ့သူ့ထဲကိုဆိုလို့ရှိရင်စိုက်ကားတွေတက်စီတွေလည်းဖြတ်လို့မရဘူးเนาะအလှူခံတွေလည်းဝင်ထွက်သွားလာခွင့်မရှိဘူးကိုပိုင်ဒီအိမ်ယာဝင်းထဲမှာနေထိုင်တဲ့ကားတွေပဲနေထိုင်တဲ့လူတွေရဲ့ကားတွေပဲဖြတ်တန်းဝင်ရတယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်သူကရေကူးကန်ပါမယ်ပုဂ္ဂလိကရုပ်ရှင်ရုံပါမယ်shopping mall ပါမယ်7-Eleven လို့ဆိုင်လေးတွေပါမယ်စားတောက်ဆိုင်တွေပါမယ်ပေါ့နော်ဂျင်တွေပါလည်းပါမယ်ပေါ့သူဒီအိမ်ယာဝင်းလေးတစ်ခုထဲမှာကနေပဲဘဲမှအပြင်ထွက်စရာမလိုပဲねဒီထဲမှာပဲအကုန်ရမယ်ပေါ့နော်ဒီထဲမှာပဲshopping ထွက်မလားနောက်ပြီးတော့ spa သွားမလားဂျင်သွားမလားရေကူးမလားကလေးတွေကိုကြောင်းပို့မလားဆေးကန်းပြမလားပေါ့နော်အကုန်ရတယ်ပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးဒီလိုအိမ်ယာဗီလာတစ်ခုကိုလူချင်းချင်းပိုင်ဆိုင်မယ်ဆိုလို့ရှိရင်လည်းပေါ့နော်မျိုးဆက်ပေါင်းများစွာအဆင့်ဆင့်လက်ကမ်းပြီးတော့အမွေချန်ထားခဲ့လို့ရတယ်ပေါ့နော်လွှဲပြောင်းပေးနိုင်တဲ့ပိုင်ဆိုင်မှုဖြစ်တယ်ပေါ့နော်နံပါတ်1ကတော့စီးပွားရေးအိမ်ချမ်းမြေ commercial real estate ပေါ့ဒီမှာဆိုလို့ရှိရင်လူနေထူထပ်တဲ့နေရာတွေပေါ့ဥမာဆိုလို့ရှိရင် Junction City တို့စုလေ Square တို့ဒါတကယ်လူနေထူထပ်တဲ့နေရာတွေအဲ့မှာဆိုလို့ရှိရင်ကိုကရုံးခန်းတွေငှားမယ်ငှားရမ်းလို့ရတယ်ဈေးဝယ်စင်တာတွေငှားရမ်းလို့ရတယ်နောက် retail shop တွေလက်လီ store လေးတွေငှားရမ်းလို့ရတယ်ပေါ့နော်သူကဆိုလို့ရှိရင်အဲ့လိုမျိုး commercial real estate လူချင်းမင်းတာတခုပိုင်မယ်ဆိုလို့ရှိရင်တကယ်ရေရှည်ငှားရမ်းကစာချုပ်တွေနဲ့တည်ငြိမ်တဲ့ဝင်ငွေလည်းရမယ်ပြီးတော့မျိုးလေကောင်းမှာဖြစ်တဲ့အတွက်ပေါ့နော်1 square feet ဆိုရင်မဲ့သူကမနေဘူးပေါက်ဈေးရှိတယ်ပေါ့တပေပက်လက်ငှားရမ်းကားတွေမဲ့သူကမနေဘူးပေါက်ဈေးရှိတယ်နောက်ပြီးတော့ smart office နည်းပညာတွေနဲ့ပေါင်းစပ်ထားတဲ့ခေတ်မီရုံးခန်းတွေလည်းငှားရမ်းလို့ရတယ်ပေါ့နော်နံပါတ်3ကတော့စက်မှုအိမ်ချမ်းမြေဒီစက်မှုအိမ်ချမ်းမြေကတော့ industrial real estate လို့ခေါ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်သူကတိုးလောင်ယုံတွေပေါ့ warehouse တွေပါမယ်နောက်ပြီးတော့ကုန်စည်ပို့ဆောင်တဲ့ center တွေပေါ့နော်ကုန်လောင်ယုံတွေပါမယ်နောက်အခုကကြတော့လေ online shop တွေကအမြဲခေတ်စားလာပြီပေါ့ခုက online ကနေပဲဈေးဝယ်ကြတယ်အဲ့ဒီအတွက်ဒီ online shop ရဲ့ပစ္စည်းတွေပေါ့ stock တွေထားဖို့အတွက်လည်းတိုးလောင်ယုံတွေလိုအပ်လာတယ်ပေါ့နော်တိုးလောင်ယုံတွေလိုအပ်လာတယ်အဲ့ဒီမှာဆိုလို့ရှိရင်သူရေရှည်ငှားရမ်းလို့ရတယ်ရေရှည်ငှားရမ်းလို့ရတဲ့နောက်ပြီးတော့ထိမ့်သိမ်းစရိတ်နည်းပါတယ်ပေါ့နော်ရေရှည်ငှားရမ်းလို့ရတဲ့အတွက်ဝင်ငွေလည်းရှိရထိမ့်သိမ်းစရိတ်လည်းနည်းပါတယ်အဲ့အကျိုးကျေးဇူးရမယ်ပေါ့နော်နံပါတ်4ကတော့မြေကွက်လက် land မြေကြီးပဲတည်တံ့ငှားတာအဆောက်အဦမပါဘူးအဆောက်အဦမပါဘူးဆိုတော့အဲ့ငှားရမ်းတဲ့လူကလည်းအဆောက်အဦဆောက်ခါအကုန်ကြတက်တာတဲ့အပြင်ကိုငှားတဲ့လူကလည်းဘာ profit ပေါ့နော်အကျိုးကျေးဇူးရလဲဆိုတော့ကိုကတော့ဒီလိုပေါ့ကိုကဥမာ9တက်အဆောက်အဦလိုအပ်တယ်ပေါ့ကိုစီးပွားရေးလုပ်ငန်းအတွက်ဒါပေမဲ့အိမ်ရှင်ကအဆောက်အဦပါခဲ့တယ်ဆို2ထပ်ပဲပါတယ်အဲ့အိမ်ကလည်းဟောင်းနေတယ်ဆိုရင်ဒါငှားရမ်းကလည်းအဆောက်အဦပါတဲ့အတွက်ဈေးမြင့်နေပေါ့နော်ဈေးမြင့်တဲ့အတွက်ကိုအဲ့လိုတိတ်အဆင်မပြေဘူးပေါ့နော်အခုလိုအဆောင်မပါပဲမြေတီးတံမယ်ငှားတယ်ဆိုကိုက9တက်စောက်မလား12ထပ်စောက်မလားဟာဓာတ်လေကားထည့်ပြီးတော့ကိုကြိုက်တယ်လို့စိတ်တိုင်းညစောက်ပြီးတော့စီးပွားရေးကိုလောက်ကင်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးအကျိုးကျေးဇူးရတယ်ပေါ့ဒါကတော့ဒီအိမ်ချမ်းမြေဒီနဲ့ပတ်သက်ပြီးတော့ဒီမြေမျိုးစား၄မျိုးပေါ့နော်ငှားရမ်းတဲ့မျိုးစား၄မျိုးကိုဖော်ပြသွားတယ်ဒီမှာဆိုလို့ရှိရင်အကျိုးကျေးဇူးတွေကတော့တည်ငြိမ်တဲ့ရင်းနှီးမြှုပ်နှံမှုပေါ့နော်ဒီဟာ tangible ဖြစ်တယ်ပေါ့ဒီ real estate ကတကယ်ခိုင်မာတယ် tangible ဖြစ်တယ်နောက်ပြီးတော့ဒီငှားရမ်းကတွေကနေဝင်ငွေအမြဲတမ်းစီးကြောင်းရရှိနေတယ် passive income ရတဲ့အတွက်လည်းကိုကအလုံးမလုံးလည်းပတ်စံရနေပေါ့နော်ဒီဟာကြီးကိုပြစ်ပြီးတော့ငှားထားလိုက်ကိုကြိုက်တဲ့နေရာခရီးထွက်ကြိုက်တဲ့ကိုဝါသနာပါတာလုပ်ပေါ့နော် financial freedom လည်းဖြစ်တယ်နောက်ပြီးတော့အခုကိုကငှားရမ်းကတွေကလည်းအမြဲတမ်းတစ်နှစ်တက်လာတယ်ရေရှည်တန်မိုးတွေကလည်းမြင့်မားလာတယ်ပေါ့နော်ရေရှည်တန်မိုးမြင့်မားလာတယ်ဆိုတာအခုကိုက3,500နဲ့ဒီမြေကွက်တစ်ခွက်ဒီအိမ်ဗီလာတစ်ခုကိုဝယ်လိုက်တယ်ပေါ့ဒီနှစ်မှာဒါပေမဲ့နောက်9နှစ်မှာဆို3,100,2,000ဖြစ်သွားတယ်ပေါ့နော်ဒါလည်းရေရှည်တန်မိုးတက်မှုပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ရင်းနှီးမြှုပ်နှံမှုတွေကွဲပြားစေတယ်ပေါ့နော်အခုနောက်ပြီးတော့အမွေနှစ်တွေလည်းခြံထားခဲ့နိုင်တယ်အိမ်ချမ်းမြေရဆိုလို့ရှိရင်ပေါ့နော်ငွေကြေးဆိုင်ရာတည်ငြိမ်မှုရေရှည်ဘဝတိုးတက်မှုနဲ့လူနေမှုဘဝတွေကိုအကျိုးကျေးဇူးပေးနိုင်တဲ့ယုံကြည်ရဆုံးရင်းနှီးမြှုပ်နှံမှုနော်ရွေးချယ်စရာများတဲ့တစ်ခုဖြစ်ပါတယ်မိတ်ဆွေတို့အိမ်ချမ်းမြေရင်းနှီးမြှုပ်နှံမယ်ဆိုလို့ရှိရင် Rose Silent Company Limited ကိုသတိရလိုက်ပါရှင်နောက်ထပ်အသေးစိတ်သိလို့ပါက Rose Silent Company Limited phone
096505995751ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်